အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ကျင်းစာတင်တန်ကမောက် The Helmet ပဲဖြစ်ပါတယ်လူသေးတွေစီကပစ္စည်းလူရင်အသက်ရှင်လျက်တဲ့အမျိုးသမီးနှစ်ယောက်နဲ့ချွတ်မရတဲ့တန်ကမောက်ကြီးစုပြီးတောထဲမှာလှဲ့လည်နေတဲ့သူရဲကောင်းသူတို့ကြားကထိုက်လန့်စရာအမှန်တရားကဘာဖြစ်မလဲဇာတ်လမ်းအစားကနေအဆုံးထိလက်မလွတ်တမ်းကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်15ရာစုရဲ့အမောင်ဖုံးနေတဲ့တောအုပ်တစ်ခုတေးရွက်6တီကြွေကြတန်ကလွဲရင်ဘာတန်ဟမကြားရတဲ့ဒီနေရာမှာတွေးချောင်းစီးတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားနေပါတယ်ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေနဲ့စစ်သေးတော်တယောက်ဟာနာကျင်စွာအော်ဟစ်ရင်မြေပြင်ပေါ်မှာကျနေတဲ့လူဝတ်ဆန်းကျဲတဲ့တန်ကမောက်တစ်ခုကိုကောက်ဆွတ်လိုက်ပါတယ်ဒါပေမဲ့ဒါဟာလက်တွေ့မဟုတ်ပါဘူးဒါဟာအန်လူခေါ်တဲ့အမျိုးသမီးငယ်လေးဖះเจ้าထဲမှာမြင်မှတ်နေတဲ့အိမ်မက်အစိုးတစ်ခုပါအဲ့ဒီအချိန်မှာတိုင်းပြည်မှာပြည်တွင်းစစ်တွေထိနေလို့ယောက်ျားတွေအားလုံးစစ်မြေပြင်ရောက်နေကြပြီးဖះเจ้าထဲမှာအမျိုးသမီးတွေပဲကြံရစ်ခဲ့တာပါဝိပုစူတောင်းဝဲအပြီးမှာအန်ရဲ့ရောက်ခမဖြစ်သူမော်ဝင်းဟာကိုဝင်းဆောင်အမျိုးသမီးတယောက်ကိုရင်းရင်းနှီးနှီးသွားနှုတ်ဆက်ပါတယ်ကြည်ရတာပေါ့နှွေးထွေးတဲ့စိတ်ရင်းနဲ့ပေါ့ဒါပေမဲ့မော်ဝင်းရဲ့လက်တွေကအဲ့ဒီအမျိုးသမီးရဲ့ဘိုက်ကိုပုတ်တက်ပေးနေရင်းနဲ့တန်ဖိုးကြီးလက်ကောက်ကိုခိုးယူဖို့ကြိုးစားနေတာဘယ်သူမှမယိမ့်မိခဲ့ကြပါဘူးအပြန်လမ်းမှာအန်ကစိုးရင်တကြီးနဲ့မေးပေမဲ့မော်ဝင်းကတော့အဲ့ဒီမိမမှာယရနာတွေအများကြီးရှိတာနှမျောစရာပဲလို့ပဲအေးအေးဆေးဆေးပြန်ပြောခဲ့ပါတယ်လမ်းမှာအန်ဟာမြင်းစည်းလာတဲ့ထူးဆန်းတဲ့သူရဲကောင်းတယောက်ကိုမြင်လိုက်ရပေမဲ့မော်ဝင်းကသူ့ကိုအတင်းဆွဲခေါ်သွားပါတယ်အင်းရောက်ကအန်ဟာမြေထဲမှာမျိုးစေ့တွေစိုက်ရင်းသူ့လက်ကသွေးခွတ်နေတာကိုမော်ဝင်းမမြင်အောင်အမြန်ဆေးကောလိုက်အားတည်တယ်သူတို့ဘဝကတကယ်ကိုစင်းရဲလွန်းလှပါတယ်စားစရာကလည်းတိတ်မရှိတော့ဟင်းရည်ကြဲကြဲလေးကိုပဲမျှစားကြရလေပူဆိုးတာကမော်ဝင်းဟာသွားတွေမကောင်းတော့အစားအစာကိုမဝါနိုင်ဘူးဒါကြောင့်အန်ကအစားအစာကိုအကျင်ဝါပေးပြီးပကံထက်ပြန်ထွေးထက်ဖေးရတဲ့အထိသူတို့အခြေအနေကဆက်စုယွန်းရှားစရာကောင်းနေဖေးပါတယ်မော်ဝင်းအိပ်ပျော်သွားတော့မှအန်ကအိုးထဲကကြံတဲ့အကြံအကျွင်းလေးတွေကိုကောက်စားပြီးမော်ဝင်းနဲ့ကတင်တစ်ခုထဲမှာအတူအိတ်ခဲရပါတယ်နောက်နေ့မှာမော်ဝင်းဈေးသွားတဲ့အချိန်အန်ဟာအိမ်မဆိုးတစ်ခုထပ်မှတ်ပြန်ပါတယ်ဒူကီမင်ရှီမတ်စစ်မြေပြင်ကပြန်လာပြီးမဲ့နားချင်းစွာအော်ဟင်းနေတဲ့ပုံရိပ်ပါမော်ဝင်းဈေးကပြန်လာတော့စားစရာတွေပါလာပြီးမဲ့အကုံလုံးကပုတ်တိုးနေတဲ့ကြက်သွန်ရည်တွေပဲဖယ်နေပါတယ်ဒါကိုမော်ဝင်းကဂယုမဆိုင်ပဲအန်ရှီနီရဲ့အားလုံးအစင်ကြေတဲ့လူအားပေးစကားပြောခဲ့ပြီးမဲ့အဲ့ဒီစကားနောက်မှာဘလူအမောင်လို့နေရှိမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးအန်ရေခတ်သွားရင်းနဲ့သူ့ရဲ့ငယ်တငယ်ချင်းယာကိုနဲ့ပြန်ဆုံပါတယ်ယာကိုကစစ်မြေပြင်ကပြန်လာတာပါသူပြောလိုက်တဲ့တဲ့င်ကအန်ရဲ့ကဘာကိုပျက်စီးသွားစေပါတယ်အဲ့ဒါကတော့သူခင်မင်ရှီမတ်တေဆုံးသွားနီးဆိုတဲ့အကြောင်းပါယာကိုနဲ့ရှီမတ်တို့စစ်တပ်က third wheel လာချိန်မှာဒမီဂရီနဲ့တူးပြီးရှီမတ်အသက်ခံလိုက်ရတာလို့သူကပြောပြတယ်ဒီတဲ့င်ကြောင့်စိတ်ထိခိုက်နေတဲ့အန်ဟာတောထဲမှာသွားငိုနေတော့ကအဲ့ဒီလှူဝတ်ဆန်းကျဲတဲ့သူရဲကောင်းကိုထပ်မြင်ရပြန်ပါတယ်တစ်ဖက်မှာတော့မော်ဝင်းရဲ့ရက်ဆက်မှုတွေကစတင်လာပါပြီတင်ဘောပြကြကလွတ်မြောက်လာတဲ့ယူလန်တယောက်ကိုမော်ဝင်းကအကျဉ်းသားမရှိဖတ်ထက်ပြီးအပစ္စည်းတွေလူယူခဲ့တယ်အန်ကထိတ်လန့်သွားပြီမဲ့ဒါဟာငါတို့အသက်ရှင်ဖို့အတွက်ပဲလို့မော်ဝင်းကအေးအေးဆက်ဆက်တုံ့ပြန်ခဲ့ပါတယ်ဒါတင်မကသေးပါဘူးလမ်းမှာတွေ့တဲ့ဖုံးတော်ကြီးတစ်ပါးကိုပါမော်ဝင်းကထပ်တက်ပြီးအပစ္စည်းနဲ့လူယူပြန်ပါတယ်အန်ဟာမော်ဝင်းကိုကြောက်ရွံ့လာတယ်လို့ရာကိုရှိမှခိုးလုံနဲ့ကမ်းလှမ်းမှုခံရပြီမဲ့မော်ဝင်းကိုပြစ်မသွားနိုင်ပဲဝေခွဲမရဖြစ်နေပါတယ်အန်ဟာယာကိုနဲ့ခိုးချံခိုးဝိုက်တွေ့ဆုံပြီးချစ်ပြူရခင်းခဲ့ပြီမဲ့စိတ်ထဲမှာတော့မလုံခြုံမှုတွေအပြည့်ပါပဲတညမှာတော့အလွဲ့အပြောင်းကြီးတစ်ခုဖြစ်လာပါတယ်မော်ဝင်းဟာတောထဲမှာထူးဆန်းတဲ့သူရဲကောင်းနဲ့ထိတ်တိုက်တိုးပြီးသူ့ကိုတက်ဖြတ်လိုက်ပါတယ်ဒါပေမဲ့သူရဲကောင်းဝစ်စင်တဲ့တန်ကမောက်ကိုချွတ်လိုက်တဲ့အချိန်မှာတော့မော်ဝင်းဟာယူသွက်မတက်အော်ဟစ်လိုက်ရတော့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူဟာတကယ်တော့မီးလောင်ကျွမ်းနေတဲ့သူသားအငင်ရှိမတ်ထင်ကြီးလို့ပါအဲ့ဒီအချိန်မှာယာကိုရောက်လာပြီးအမှန်တရားကိုဖွင့်ချလိုက်ပါတယ်ရှီမတ်ဟာစစ်ပွဲမှာလူတက်လူရက်တဲ့မစ္စာတယောက်ဖြစ်သွားခဲ့တာကြောင့်သူကိုယ်တိုင်ရှီမတ်ကိုတတ်ခဲ့ရတာလို့ဝန်ခံပါတယ်ရှီမတ်ဟာကျင်းစာတင်တန်ခမောက်ကိုဆွမိသွားလို့ချွတ်မရတော့ပဲငရဲကြနေခဲ့တာပါအန်ဟာဒီလူသက်သမားတွေကြားကနေယုံထွက်ပြီးအိမ်ပြန်လာချိန်မှာတော့အိမ်ရှိမှာတန်ခမောက်ဆွတ်ထားတဲ့သူရဲကောင်းကိုထပ်တွေ့ရပြန်တယ်ဒါဟာရှီမတ်မဟုတ်တော့ပဲမော်ဝင်းဖြစ်နေပါပြီကျင်းစာတင်နေတဲ့တန်ခမောက်ကမော်ဝင်းရဲ့မျက်နှာမှာကတ်နေပြီးဘလူးမချွတ်မရဖြစ်နေတာပါအန်ကလက်ဝါးကတိုင်နဲ့အင်အိုင်အားတိုက်ရိုက်ခွဲလိုက်မှတန်ခမောက်ကပြုတ်ထွက်သွားပေမဲ့မော်ဝင်းကတော့မျက်စိကွယ်သွားပါပြီအန်ဟာမော်ဝင်းကိုအနိုင်ရရှိခဲ့ပေမဲ့သူတို့ကြားကတန်ရောစင်းကတော့အမုန်းတရားတွေနဲ့ပဲပြေးနေပါတယ်
ဇာလန်ရဲ့အဆုံးမှာတော့အန်ဟာအားကိုးရမဲ့နေတဲ့မော်ဝင်ကိုပြန်လဲထိန်းချုပ်သူဖြစ်လာပါတယ်။ဒါပေမဲ့ထူးဆန်းတာကအန်ဟာအဲ့ဒီကျင်းစားတဲ့တန်ကမောက်ကိုမဖြတ်စည်းပဲတင်းစီးထားပြီးအဲ့ဒီထဲကထွက်ပေါ်လာတဲ့တိုတိုလီပြောတဲ့တွေကိုနားထောင်ရင်းနဲ့ပဲဇာလန်ကပြီးဆုံးသွားပါတော့တယ်။အန်ဟာလည်းနောက်ထပ်ကျင်းစားတဲ့သူတယောက်ဖြစ်သွားလိမ့်မလားဆိုလာကတော့ဒီ movie recap လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Moon Black Movie Recap Channel လေးကိုလည်း subscribe လုပ်ပေးထားအောင်နော်အတိတ်တွေတင်နိုင်အမြဲကြည့်လို့ရအောင်လေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါ like နဲ့ share လုပ်ပေးဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဘလို့ကားမျိုးတွေကို recap လုပ်ပေးစေချင်တယ်လဲဆိုလား comment မှာရေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ကျွန်တော်နာမည် Moon Black ပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်တာယာပျော်ရွှင်တဲ့နေ့လေးထူပါစေဗျာ